Hello မင်္ဂလာပါဒီကောင်းချမ်းမှာကြပါရဲ့လားရှင်ဒီနေ့ဖို့တော့အုပ်စု၄ခုထဲကနောက်ဆုံးကြံတဲ့ကျေအုပ်စုအကြောင်းလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်နော်ပထမဦးဆုံး Ace of Pentacles ပုံလေးကိုကြည့်လိုက်တာနဲ့တိန်ထဲကလက်တစ်ဖက်ထွက်နေတယ်လက်ပေါ်မှာကျေတစ်လုံးကင်ထားတဲ့ပုံစံမျိုးပေါ့နော်အုပ်စုတွေ၄ခုစလုံးမှာပထမဦးဆုံးကတ်တီးဟာဒီလိုပုံစံမျိုးလေးပေါ့နော်သူ့မှာကံတရားပေးတဲ့အခွင့်အရေးတွေရှိတယ်အဲ့ဒီအခွင့်အရေးတွေကိုလည်းသူဟာစုပ်ကင်ထားတယ်သူ့ရဲ့ဉာဏ်နဲ့ဝရိယနဲ့အဲ့ဒီအခွင့်အရေးတွေကိုအသုံးချပြီးတော့ရှေ့ဆက်ဖို့ပဲလိုအပ်တယ်တဲ့ဘယ်ကဏ္ဍမှာမဆိုပေါ့နော်ချီရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်သူဟာသူ့အတွက်အခွင့်အရေးအသစ်တွေလမ်းကြောင်းအသစ်တွေအလုပ်အကိုင်အသစ်တွေယာရုတိုးနိုင်တဲ့အခွင့်အလမ်းတွေပြောရရင်တော့ပေါ့နော်သူဟာအခွင့်အလမ်းတွေကိုစုပ်ကင်ထားတယ်ကံတရားကြီးကလည်းသူ့ကိုအခွင့်အရေးတွေပေးနေတယ်အဲ့ဒီအတွက်အဲ့ဓာတွေကိုသူစုပ်ကင်ပြီးတော့သူဟာသူ့ရဲ့ဉာဏ်နဲ့ဝရိယကိုပေါင်းစပ်အသုံးချပြီးတော့သူဟာရှေ့ဆက်ဖို့ပဲလိုအပ်တယ်တဲ့ဆိုတော့ဒီကတ်ကလေးကလည်း yes or no မေးခွန်းဆိုလို့ရှိရင်သူက yes ကတ်ကိုစားပြုတယ်ပေါ့နော်အခွင့်အရေးတွေကိုအသုံးချရင်သုံးချနိုင်တဲ့လောက်သူဟာကြီးပွားတိုးတက်မဲ့အနေအထားကိုရှိတဲ့ပုံစံမျိုးပေါ့သူလိုချင်တဲ့အရာတွေကိုရရှိနိုင်တဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့သူဟာ yes ကတ်ဖြစ်တယ်ပေါ့နော်ကျဲနှလုံးပုံလေးကိုကြည့်လိုက်တာနဲ့လူတစ်ယောက်ကကျဲနှလုံးကိုဟန်ချက်ညီညီကစားနေတဲ့ပုံစံပေါ့နော်ဟန်ချက်ညီညီဆိုတဲ့ထဲကသူဟာဘာကိုပြလဲဆိုတော့ balance ကိုပြတယ်တဟဇာတာကိုပြတယ်အပြန်အလှန်အဲ့ဒီပုံစံမျိုးလေးတွေကိုသူကပြတယ်ပေါ့နော်ပုံလေးကိုကြည့်လိုက်တာနဲ့သူဟာသိတာတယ်ဒီလူတွေဟာဘယ်ကဏ္ဍမှာမဆိုပေါ့နော်အခြေရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်အလုပ်ကိုင်မှာပဲဖြစ်ဖြစ်သူတို့ဟာဘယ်ရာမဆိုဟန်ချက်ညီညီထိန်းပြီးတော့လှုပ်ဆောင်နိုင်တတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်ငွေကြေးမှာလည်းသူဟာသူ့ရဲ့ပါတနာတွေစီးပွားဘက်တွေနဲ့သူဟာဟန်ချက်ညီညီကစားနိုင်တယ်လုပ်ငန်းခွင်မှာလည်းသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့သူဟာအလုပ်တွေကိုဟန်ချက်ညီညီသဟဇာတာဖြစ်ဖြစ်သူကနေနိုင်လောက်ကင်နိုင်တဲ့ပုံစံမျိုးအခြေရေးမှာလည်းအဲ့လိုပုံစံမျိုးပေါ့နော်အရေးချင်းတဲ့အရာရာကိုဒီလင်းလုပ်နိုင်တဲ့လူစားမျိုးပေါ့နော် yes or no မေးခွန်းနဲ့ပတ်သက်လို့ပြောရရင်တော့သူဟာ maybe ကပ်ပေါ့နော် yes လည်းဖြစ်နိုင်တယ် no လည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အရာရာကိုချိန်ညှိပြီးလုပ်ရတဲ့အခါကျတော့တစ်ခါတလေဘယ်ကဏ္ဍမှာမဆိုပေါ့နော်အရာရာကိုညှိနှိုင်းဖြည့်ရှင်းပြီးလုပ်ရတဲ့အခါတွေမှာဆိုလို့ရှိရင် balance ဖြစ်အောင်ညှိယူရတဲ့အခါတွေမှာဆိုလို့ရှိရင်အောင်မြင်သွားတာရှိသလိုမအောင်မြင်တာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်သူ့ရဲ့အရေးချင်းနဲ့သူဟာအစွမ်းကုန်စူးစမ်းတယ်ညှိယူတယ်ဒီလင်းလုပ်ပေးတယ်ဒါပေမဲ့တစ်ခါတလေကျရင်ကိစ္စတွေကမပြေလည်တာမျိုးတွေလည်းဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်တော့ yes or no မေးခွန်းမှာသူဟာ yes လည်းဖြစ်နိုင်တယ်လို့ no လည်းဖြစ်နိုင်တယ်50-50 maybe ကကိုတော့သူကပြတယ်ပေါ့နော် yes ကြီးပဲလည်းမဟုတ်ဘူး no ကြီးပဲလည်းမဟုတ်ဘူးပေါ့နော်နံပါတ်3ကျဲ3လုံးပေါ့နော်ပုံကိုကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော်စင်ပေါ်မှာလူတယောက်စကားပြောနေတာကိုလူအောက်ကလူတွေကနားထောင်နေတဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့ဒီလူတွေဟာစကားပြောဆိုကောင်းတယ်ပေါင်းသင်းဆက်ဆံရေးကောင်းတယ်အဲ့ဒီပုံစံမျိုးကိုသူကပြဆိုတယ်ပေါ့နော်သူ့ရဲ့ပြောဆိုနိုင်စွမ်းတွေအပေါ်မှာလူတွေဟာစီမျောပြီးတော့နားထောင်နိုင်စွမ်းရှိတဲ့အစွမ်းရှိတဲ့လူစားမျိုးတွေပေါ့နော်အဲ့ဒါကြောင့်ဒီလူတွေဟာဘယ်လိုလူမျိုးတွေမှာတွေ့နိုင်လဲဆိုတဲ့အခါကျတော့အနုပညာသမားတွေနိုင်ငံရေးသမားတွေ social influencer တွေအဲ့လိုမျိုးပေါ့စကားပြောကောင်းတဲ့လူစားမျိုးတွေလူတွေကိုစကားအရာတစ်ခုတည်းနဲ့ဆွဲဆောင်နိုင်စွမ်းရှိတဲ့ပုံစံမျိုးတွေပေါ့နော် yes or no မေးခွန်းနေနဲ့ပတ်သက်လို့ပြောရလို့ရှင်တော့သူဟာလုံးဝ yes ကြီးပဲတော့မဟုတ်ဘူးပေါ့နော်100မှာသူဟာ80%က yes 30%က no ဆိုတဲ့ပုံစံမျိုးကိုပြတယ်ပေါ့နော်ဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲဆိုတဲ့အခါကျတော့ဆီယမပထမဒီ tarot card တွေအယောင်နေနဲ့ပတ်သက်လို့ပြောခဲ့တုန်းကအယောင်ကာလာတွေရဲ့အဓိပ္ပာယ်ကိုပြောခဲ့တယ်ပေါ့နော်သူ့ရဲ့ကတ်ရဲ့နောက်ခံ background ကအနက်ရောင်ဖြစ်တယ်မိခိုးရောင်တွေအနက်ရောင်တွေဖြစ်တဲ့အခါကျတော့သူဟာကတ်ရဲ့အယောင်တဘာဝအနေနဲ့ကိုကြည့်လို့ရှင်မကောင်းတဲ့အယောင်ကနောက်ခံထားပြီးကြီးစိုးထားတဲ့ပုံစံဖြစ်တဲ့အတွက်ပေါ့နော်
သူဘလောက်ကြီးပဲစကားပြောဆိုကောင်းကောင်းလူတွေကိုဘလောက်ကြီးပဲဆွဲဆောင်နိုင်ဘလောက်ကြီးပဲဥဆောင်နိုင်သူ့ရဲ့တချို့သောနေရာတွေမှာသူမစွမ်းဆောင်နိုင်တဲ့နေရာတွေလည်းရှိနိုင်တဲ့ပုံစံမျိုးကိုသူကပြကျင်တယ်ပေါ့နော်အဲ့ဒီအတွက်သူကအနဲ့ရောင်ကိုနောက်ခံထားတဲ့အခါကျတော့ yes or no မေးခွန်းအနေနဲ့မေးမယ်ဆိုလို့ရှိရင်တော့သူဟာလုံးဝ yes ကြီးပဲတော့မဟုတ်ဘူးပေါ့နော်မေးခွန်းပေါ်မှာမူတည်ပြီးတော့ဒီ80%လောက်ပဲသူ့ကို yes လို့တိတိကျကျပြောလို့ရတယ်30%ကတော့ကျန်တဲ့အခြေအနေတွေပေါ်မူတည်တဲ့အနေအထားမျိုးကိုသူကပြတယ်ပေါ့နော်ကျဲလေးလုံးပုံလေးကိုကြည့်လိုက်လို့ရှိရင်လူတစ်ယောက်ကကျဲတွေလည်းနင်းထားတယ်ကျဲကိုလည်းပိုက်ထားတယ်ကျဲကိုလည်းခေါင်းပေါ်တင်ပြီးတော့ထိုင်နေတဲ့ပုံစံမျိုးပေါ့နော်ပုံစံကိုကြည့်လိုက်တာနဲ့ဒီလူတွေဟာဘဝမှာအစစရာပြည့်စုံတဲ့ပုံစံမျိုးတွေကိုသူကပြောနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအခွင့်အရေးတွေကိုလည်းစုပ်ကင်ထားတယ်ခွင့်ရေးတွေပေါ်မှာလည်းသူဟာတက်တောင့်တက်တာနဲ့နင်းပြီးတော့ထိုင်နေနိုင်တယ်သူ့ခေါင်းပေါ်မှာလည်းစွမ်းအားအလုပ်အကင်အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ကျယ်တွေရှိတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးတွေပေါ့သူဟာအရာအလုံးကိုစုပ်ကင်ပိုင်နိုင်ထားနိုင်တဲ့ပုံစံမျိုးကိုသူကပြတယ်နင်းလဲနင်းထားနိုင်တယ်ပိုက်လဲပိုက်ထားနိုင်တယ်ခေါင်းပေါ်လဲတင်ထားနိုင်တဲ့အတွက်ဒီလိုလူမျိုးတွေဟာအရာရာကိုပြည့်စုံတယ်ဆိုတဲ့ပုံစံမျိုးကိုသူကပြတယ်ပေါ့နော်ငွေကြေးလဲပြည့်စုံတယ်လုပ်ငန်းကိုင်ငန်းတွေလဲကောင်းတယ်ဒီအချီရေးချီရာတွေမှာလည်းအဆင်ပြေတယ်အဲ့ဒီပုံစံမျိုးကိုသူကပြကျင်တယ်ပေါ့နော်အဲ့တော့ yes or no မေးခွန်းနဲ့ဖြေရလို့ရှိရင်သူဟာလုံးဝ yes ကဖြစ်တယ်ပေါ့နော်ကျင်း၅လုံးကတ်ကိုကြည့်လိုက်တာနဲ့လုံးဝသိတာတဲ့ကတ်ပေါ့နော်နင်းတော်ထဲမှာအဝိစားတွေမပြည့်မစုံနဲ့ဒုက္ခရောက်နေတဲ့ပုံစံမျိုးကိုသူကပြတဲ့အခါကျတော့ဒီကတ်ကဒါလုံးဝ no ကတ်ပေါ့နော် no ကတ်အနေထားကြီးကိုသူကပြတယ်ဘဝမှာမပြည့်စုံမှုတွေကဏ္ဍအသီးသီးမှာမပြည့်စုံမှုတွေအချီရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်လက်ရှိလက်တလောအခြေအနေတွေမှာဒုက္ခရောက်နေတဲ့ပုံစံမျိုးလုံးဝမပြေလည်တဲ့အနေအထားမျိုးကိုသူကပြတယ်ပေါ့နော်ချမ်းချမ်းအေးအေးနဲ့နှင်းတော်ထဲမှာခန္ဓာကိုယ်အနေထားလည်းမပြည့်စုံတဲ့အနေအထားအဝိအစားအနေအထားတွေကလည်းမပြည့်စုံတဲ့အနေအထားဆိုတဲ့အခါကျတော့ဘေကဏ္ဍမှာသူဟာလုံးဝကောင်းတဲ့အနေအထားမရှိတဲ့အနေအထားကိုသူကပြတယ်ပေါ့နော်အဲဒါကြောင့်ဒီကတ်ကနုကတ်ဖြစ်တယ်ပေါ့နော်ကျဲ6လုံးပုံလေးကိုကြည့်လိုက်တာနဲ့လေဒီကတ်ကသိတာတယ်ပေါ့နော်လူတစ်ယောက်ကချိန်ဝင်လေးကင်ပြီးတော့သူတစ်ပါးတွေကိုပေးကမ်းစွန့်ကျဲနေတဲ့ပုံစံမျိုးချိန်ခွင်ကိုကင်ထားတယ်ဆိုတဲ့ထဲကဒီလူတွေဟာတမရှိတဲ့လူတွေဘယ်ရာမစိုးမျှမျှတတစဉ်းစားတွေးတောတတ်တဲ့လူတွေပေါ့နော်အရာရာကိုတမကြပြီးတော့မျှတတဲ့လူစားမျိုးတွေပေါ့နော်နောက်တစ်ဖက်ကလည်းသူဟာမရှိစင်ရဲသားတွေကိုပေးကမ်းစွန့်ကျဲနေတဲ့ပုံစံမျိုးဆိုတဲ့ခါကျတော့စေတနာကောင်းတယ်ရရောတယ်သူတစ်ပါးကိုပေးကမ်းစွန့်ကျဲခြင်းစိတ်ရှိတယ်သူတစ်ပါးကိုကူညီတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်ပုံကိုအနေနဲ့ကြည့်ရင်ဒီလူတွေဟာမျှတတယ်ကျင်နာတနာတတ်တဲ့ပေးကမ်းရရောတတ်တဲ့လူတွေဖြစ်တယ်ကဏ္ဍအသီးသီးမှာဆိုရင်လည်းဒီလိုပဲချီရေးမှာဆိုရင်လည်းသူတို့တွေဟာချစ်သူပါတနာပေါ်မှာမျှတကောင်းမွန်ပြီးတော့စေတနာရှိတဲ့ရရောတဲ့လူစားမျိုးတွေအလုတ်ကိုင်မှာလည်းအဲ့လိုပဲသူနဲ့တွဲဘက်တွေလှုပ်ဖို့ကိုင်ဘက်တွေအပေါ်မှာအမြဲတမ်းတမကြဆက်ဆံပြီးတော့စေတနာနဲ့ရရောတတ်တဲ့လူစားမျိုးတွေငွေကြေးမှာလည်းအဲ့လိုပဲငွေကြေးပြေလည်တဲ့လူစားမျိုးတွေဖြစ်တယ်သူတစ်ပါးကိုလည်းပေးကမ်းစွန့်ကြဲတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့် yes or no မေးခွန်းကိုမေးလို့ရှိရင်လည်းသူဟာ yes ကဖြစ်တယ်ပေါ့ကျဲ9လုံးပုံလေးကိုကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော်လူငယ်လေးတစ်ယောက်ကပေါက်တူးလေးပေါ်မှာမေးထောက်ပြီးတော့မြေကြီးပေါ်ကတီးလာနိုင်တဲ့ခွင့်ရေးတွေအသီးအနှံတွေကိုကြည်နေတဲ့ပုံစံမျိုးပေါ့နော်ပုံကြည့်တာနဲ့ဘာကိုပြောနိုင်လဲဆိုတော့ဒီလူတွေဟာဘဝမှာသူ့မှာစူးစမ်းခဲ့ပြီးသူမြေကြီးကိုတူးဆွားမယ်စိုက်ပျိုးမယ်ရှိသမျှခွန်အားထုတ်ပြီးတော့သူဟာသူတတ်နိုင်သမျှသူရတဲ့အခွင့်အရေးတွေနဲ့သူအစွမ်းကုန်စူးစမ်းခဲ့ပြီးပေါ့နော်အဲ့ဒီဟာအတွက်ရလာမဲ့အသီးအပွင့်တွေပေါ့သူ့ရဲ့စူးစမ်းမှုကနောက်ထပ်ထွက်ပေါ်လာမဲ့အသီးအပွင့်တွေကိုသူဟာစောင့်မျှော်နေတဲ့အချိန်လို့သူကအဲ့ဒါကိုပြချင်တဲ့ပုံစံလေးရပေါ့နော်မြေကြီးကထွက်လာမဲ့အသီးအပွင့်တွေကိုစောင့်မျှော်နေတဲ့အချိန်လို့သူကပြချင်တယ်အဲ့ဒါကြောင့်ဘယ်ကဏ္ဍအသီးသီးမှာမဆိုပေါ့နော်အချီရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်အလုပ်ကိုင်မှာပဲဖြစ်ဖြစ်ဒီလူတွေဟာသူ့ရဲ့စူးစမ်းအားထုတ်မှုကရလာမဲ့အခွင့်အရေးတွေအောင်မြင်မှုတွေကိုသူဟာစောင့်မျှော်နေတဲ့အချိန်လို့သူကပြချင်တယ်ပေါ့နော်
အတိတ်မှာသူဘလို့စူးစမ်းအားထုတ်ထားလဲသူ့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှသူစူးစမ်းအားထုတ်ထားသလောက်ပြန်ရမယ်အချိန်ပေါ့နော်သူနည်းနည်းစူးစမ်းအားထုတ်ထားရင်နည်းနည်းပြန်ရမယ်များများစူးစမ်းအားထုတ်ထားရင်များများပြန်ရမယ်သူ့ရဲ့စူးစမ်းအားထုတ်မှုပေါ်မှာမူတည်ပြီးတော့ဒီအသီးပွင့်တွေဟာတီးပွင့်လာမယ့်အနေအထားမျိုးကိုသူကပြတယ်ပေါ့နော်ဆိုတော့ yes or no မေးခွန်းမှာဆိုလို့ရှိရင်လည်းသူဟာ yes ကကိုစားပြုတယ်ပေါ့နော်ကျဲရှစ်လုံးပုံလေးကိုကြည့်လိုက်တာနဲ့လူတစ်ယောက်ကကျဲတွေကိုထုစစ်နေတဲ့ပုံစံမျိုးလေးကိုသူကပြတယ်ပေါ့နော်ဒီဟာဘာကိုပြခြင်းလဲဆိုတော့ဒီလူတွေဟာဘယ်အရာကိုမဆိုကိုယ့်ရဲ့ကာယအားညာနာအားအဲ့ဒါတွေနဲ့ကိုယ်တိုင်ထုစစ်မှသူတို့ဟာသူတို့ဘဝရဲ့ရည်မှန်းချက်တွေကိုရရှိတဲ့ပုံစံမျိုးပေါ့ပြောရလို့ရှိရင်စူးစမ်းရတဲ့လူစားမျိုးတွေပေါ့နော်ဘယ်အရာမဆိုကိုယ်တိုင်လုပ်ယူရတယ်အဲ့ဒါကိုပြချင်တာပေါ့နော်ကိုယ်တိုင်စူးစမ်းရတယ်ကိုယ်တိုင်လုပ်ယူရတဲ့လူစားမျိုးတွေပေါ့တက်တောင့်တက်တာနဲ့မရဘူးပေါ့နော်ကာယအားညာနာအားနဲ့အကုန်လုံးကိုကိုထူကိုထလုံမှရတတ်တဲ့လူစားမျိုးတွေလို့သူကပြောချင်တာပေါ့နော်ဆိုတော့ကဏ္ဍအသီးသီးမှာလည်းအဲ့လိုပဲဘယ်ကဏ္ဍမှာမဆိုအခြေရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်အလုတ်အကင်ဒီမှာပဲဖြစ်ဖြစ်ကိုယ်တိုင်ကာယအားညာနာအားနဲ့စူးစမ်းရယူမှရနိုင်တဲ့လူစားမျိုးတွေလို့သူကပြောချင်တယ်ပေါ့နော် yes or no မေးခွန်းအနေနဲ့ပြောရလို့ရှိရင်လည်းသူက yes ကဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူဟာသူ့ရဲ့ကာယအာညာနာအားနဲ့သူလိုချင်တာကိုရအောင်ယူတတ်တဲ့လူစားမျိုးတွေမှုလို့ဒီက yes ကဖြစ်တယ်ပေါ့နော်ကျေကိုလုံးပုံလေးကိုကြည့်လိုက်တာနဲ့လေသိတာတယ်ပေါ့နော်ရောင်နေရအစာတီးဟာမျိုးသမီးတစ်ယောက်ကဥယျာဉ်ထဲမှာပျော်နေတဲ့ပုံစံမျိုးလေးအဲ့ဒါကြောင့်ဒီကလည်းကြည့်လိုက်တာနဲ့ကောင်းတဲ့ကလို့အနေထားကိုပြရတယ်ပေါ့နော်သူ့ရဲ့ဆန္ဒရှိသလိုသူနေနိုင်တဲ့ပုံစံမျိုးလေးပေါ့နော်ပျော်ရွှင်ပြီးတော့သူ့ဥယျာဉ်ထဲမှာသူနေနိုင်နေတဲ့ပုံစံမျိုးလေးဆိုတော့ကဏ္ဍအသီးသီးမှာသူဟာလက်တလုံးမှာပြည့်စုံကြွယ်ဝပြီးတော့အေးချမ်းနေရတဲ့ဟာမျိုးကိုသူကပြတယ်ပေါ့နော်အဲ့ဒါကြောင့် yes or no မေးခွန်းမှာလည်းသူဟာ yes ကဖြစ်တယ်ပေါ့နော်ကျဲဆယ်လုံးပုံလေးကိုကြည့်လိုက်တာနဲ့ဒီဒီအသက်အရွယ်ကြီးမားလာလို့ရှိရင်မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်အေးချမ်းနေရတဲ့ဘဝမျိုးကိုပိုင်ဆိုင်ထားတဲ့ပုံစံမျိုးကိုသူကပြကျင်တယ်ပေါ့လူကြီးကပေါ့နော်လူတွေအိုမင်းမစွမ်းဖြစ်လာတဲ့အချိန်ကြလို့ရှိရင်ကိုနာမှာမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်တိုက်ဝန်းနေရတဲ့ပုံစံမျိုးပေါ့အိုးစားတာကောင်းတဲ့လူစားမျိုးတွေပေါ့နော်သူ့ဘဝမှာငွေကြေးအဆင်ပြေတယ်သားသမီးမြေမြစ်တွေနဲ့အချမ်းရံနေနဲ့နေရတယ်သူနေချင်တယ်လို့လူကြီးတယောက်ရဲ့အာနာပါဝါတွေနဲ့အနေနဲ့နေရတဲ့အနေထားမျိုးကိုသူကပြချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကဏ္ဍအသီးသီးမှာဒါဟာကောင်းတဲ့ကဖြစ်တယ်ပေါ့နော်ချီရမှာဆိုလို့ရှိရင်လည်းသူတို့တွေကပြည့်စုံတဲ့မိသားစုပုံစံမျိုးကိုဖန်တီးနိုင်တယ်ကိုယ့်ရဲ့သားသမီးမြေမြစ်တွေနဲ့ family life မျိုးကိုဖန်တီးနိုင်တယ်ပေါ့နော်ငွေကြေးဆိုလို့ရှိရင်လည်းသူတို့တွေဟာကိုယ်ပိုင်လုပ်ငန်းနဲ့ကြွယ်ဝတဲ့လုပ်ငန်းရှင်တထေးကြီးတွေပုံစံမျိုးအလုပ်အကင်မှာလည်းသူတို့ဟာအမြင့်ပိုင်းကလူစားမျိုးတွေလူကြီးနေရာကလူစားမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဆိုတဲ့အခါကျတော့အချီရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်အလုပ်ကင်မှာပဲဖြစ်ဒါကောင်းတဲ့ကပ်ဖြစ်တဲ့အတွက်သူဟာလည်းဒါ yes ကပ်ဖြစ်တယ်ပေါ့နော် page of pentacles လူငယ်လေးတယောက်ကကျယ်လေးတစ်လုံးကိုကင်ထားတဲ့ပုံစံပေါ့နော်ဒီကပ်ကလည်းအရင်ဒီဒုက္ခတာပုံစံလိုမျိုးပဲပေါ့နော်သူတို့ဟာတူတာများတယ်အဲ့တော့သူဟာလည်းအခွင့်အရေးတွေကင်ထားတယ်ဒါပေမဲ့အရှင်လိုတယ်ပေါ့သူ့မှာလူငယ်တယောက်ရဲ့စွမ်းရည်တွေရှိတယ်အခွင့်အရေးတွေလည်းလက်ထဲမှာစုပ်ကင်ထားတယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုအသုံးချပြီးတော့သူဟာသူ့ရဲ့ရည်မှန်းချက်တွေကိုရောက်ဖို့အတွက်ရှေ့တလှမ်းတိုးဖို့လိုတဲ့အနေအထားမျိုးကိုသူကပြတယ်ပေါ့နော်ဆိုတော့ကဏ္ဍအသီးသီးမှာအဲ့လိုပဲပေါ့နော်အချီရေးမှာဖြစ်ငွေကြေးမှာပဲဖြစ်လုပ်ငန်းကိုင်ငန်းမှာပဲဖြစ်သူတို့တွေဟာအရာအလုံးရှိနေပေမဲ့ရှေ့ဆက်တိုးဖို့လိုတဲ့အနေအထားမျိုးပေါ့နော်ဒီနေရာထဲမှာရပ်မနေသင့်ဘူးပေါ့ကိုယ့်ရဲ့စွမ်းရည်တွေကိုအသုံးချပြီးတော့ရှေ့ဆက်တိုးဖို့လိုတဲ့အနေအထားမျိုးကိုသူကပြတယ်ပေါ့နော် yes or no မေးခွန်းနဲ့ပတ်သက်လို့ရှိရင်တော့သူက yes ကဖြစ်တယ်ပေါ့နော် Knight of Pentacles သူရဲ့ကောင်းတယောက်ကမြင်းပေါ်မှာထိုင်ပြီးတော့ကျဲတလုံးကင်ထားတဲ့ပုံစံပေါ့နော်မြင်းကလည်းရက်နေတယ်လူကလည်းတက်တောင့်တက်တာနဲ့ကျဲကိုကင်ထားတဲ့ပုံစံမျိုးဒီလူတွေဟာလည်းခုနဒီကကလေးလိုပဲ
သူတို့မှာလောက်ကင်နိုင်စွမ်းတဲ့အရေးချင်းတွေရှိတယ်အခွင့်အရေးတွေလည်းရှိတယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီနေရာမှာရပ်နေတယ်ပေါ့နော်ရပ်နေတယ်မသွားဘူးရှေ့ကိုသွားဖို့အတွက်သူတို့ဟာစဉ်းစားတွေးတောနေတဲ့လူတွေအဲ့လိုပုံစံမျိုးပေါ့သူ့မှာအရာအလုံးပြည့်စုံနေပေမဲ့သူဟာလှုပ်ဖို့ကိုစဉ်းစားနေတဲ့အနေအထားရက်နေတဲ့အနေအထားပေါ့နော်ခုနလိုပဲသူဟာလည်းဘယ်ကဏ္ဍအသီးသီးမှာမဆိုအချီရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်သူတို့မှာအကုန်ပြည့်စုံနေပေမဲ့ရှေ့ကိုသွားဖို့အရှင်လိုနေတယ်ပေါ့နော်စဉ်းစားတွေးဝေးနေတဲ့ပုံစံမျိုးတွေဖြစ်တဲ့အတွက်သူတို့အောင်မြင်ဖို့ဆိုရင်သူတို့လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်တွေရဖို့ဆိုလို့ရှိရင်ဒီလူတွေဟာရှေ့ကိုရဲရဲဝံ့ဝံ့ဆက်တိုးဖို့လိုတယ်ပေါ့ yes or no မေးခွန်းမှာဆိုရင်တော့သူကလည်း yes ကကိုပြတယ်ပေါ့နော်သူတို့လိုချင်တာရဖို့အတွက်ကတော့ action တစ်ခုပဲလိုတာ action လေးထည့်လိုက်ပြီဆိုတာနဲ့သူတို့ဟာသူတို့လိုချင်တာကိုရနိုင်တဲ့လူစားမျိုးတွေဖြစ်တဲ့အတွက်အဲ့ဒါ yes ကကိုသူကပြောတယ်ပေါ့နော်ဒီကျဲကမှလည်းဒါဘယင်နဲ့ဘယင်မကရှေ့တုန်းကကတ်တွေလိုပဲပေါ့နော်အုပ်စု၄ခုစလုံးမှာဘယ်အုပ်စုမှာမဆိုဘယင်နေဘယင်မကတ်တွေကတော့ဘယင်ဆိုတဲ့အတိုင်းဘယင်မဆိုတဲ့အတိုင်းဒါအကြီးကဲနေရလူတွေဖြစ်မယ်ငွေကြေးကျွေဝတဲ့နေထားရှိတဲ့လူတွေဖြစ်တယ်သူတစ်ပါးကိုမိတ်ပေးနိုင်စွမ်းရှိတဲ့လူတွေလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်ချစ်ရေးချစ်ရာ relationship မှာပဲဖြစ်ဖြစ်ချီရာတွေမှာဆိုလို့ရှိရင်ဒီကဆိုလို့ရှိရင်အမျိုးသမီးဥဆောင်တဲ့ကဒါဆိုလို့ရှိရင်အမျိုးသားဥဆောင်တဲ့ကအဲ့လိုမျိုးပေါ့နော်ကျန်တာတွေကြတဲ့အခါကျတော့လုပ်ငန်းခွင်မှာလည်းဒီလိုပဲဒီကကြလို့ရှိရင်ဒါအမျိုးသမီးတယောက်အနေနဲ့ဦးစီးဥဆောင်ရှိတဲ့အနေအထားမျိုးတွေဥဆောင်ပိုင်းကနေရာမျိုးမှာလောက်ကန်ရတတ်တဲ့အမျိုးသမီးတွေဒါလည်းဒီလိုပဲလုပ်ငန်းခွင်မှာဆိုလို့ရှိရင်သူတို့လည်းကောင်းဆောင်ပိုင်းနေရာလူစားမျိုးတွေငွေကြေးမှာဆိုလို့ရှိရင်လည်းဒါကြွယ်ဝချမ်းသာတဲ့လူစားမျိုးတွေဒီဟာဆိုလို့ရှိရင်ဒါအိမ်တအိမ်မှာဆိုလို့ရှိရင်ကြွယ်ဝချမ်းသာတဲ့အပြင်အမျိုးသမီးကဥဆောင်ရတဲ့အမျိုးသမီးပါဝါအစွမ်းရှိတဲ့အိမ်တွေနေရာတွေအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုတွေကဒါကောင်းတဲ့ကတ်တွေပေါ့နော်ဘယ်အုပ်စုမဆိုဒီဘယင်မကတ်တွေဆိုလို့ရှိရင်အကုန်ကောင်းတဲ့ကတ်တွေ yes ကတ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဖို့ကတော့ဒီကျဲကတ်ကလေးတွေပြီးသွားပြီပေါ့နော်ဟိုတနေ့ကဒါအုပ်စုပြောခဲ့တဲ့အခါကျဓာအုပ်စုမှာကြတော့မကောင်းတဲ့ကတ်တွေများတယ်ပေါ့နော်ဒီကျဲကတ်မှာကြတော့သူကကောင်းတဲ့ကတ်တွေများတယ် yes ကတ်တွေများတယ်ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ14ကတ်ရှိတဲ့အနေအမှာဒီမှာဒါ yes ကတ်ဒီတစ်ခုပဲဒါ maybe ကတ်ဒီတစ်ခုကလည်း mostly yes ဒါလည်း yes ဒီကတ်တစ်ခုကလွဲလို့ပေါ့နော်ဒီကျဲ၅လုံးကလွဲလို့ကျန်တဲ့ဒီကျဲကတ်တွေဟာဒီ yes ကတ်တွေများတယ်ပေါ့နော်ဒီနံပါတ်5တကတ်က no ကတ်ဒီတကတ်က maybe ကတ်ဆိုတဲ့အခါကျန်တဲ့ကတ်တွေကအကုန် yes ကတ်တွေပေါ့နော် yes ကတ်တွေများတယ်ဒီတစ်ခုလေးပဲဒါအခြေအနေပေါ်မူတည်ပြီးတော့သူဟာ80%လောက် yes ဖြစ်တဲ့အတွက်သူ့ကိုလည်း yes ကတ်တွေထည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျဲကတ်တွေဆိုလို့ရှိရင်ဒီနှစ်ကတ်ကလွဲလို့ကျန်တာ yes လို့ပြောလို့ရနိုင်တဲ့အနေအထားရှိတဲ့အခါကျဒီလိုလေးလည်းမှတ်ထားလို့ရတယ်ပေါ့နော်ဒါအုပ်စုကြတော့ no ကတ်များတယ်ပေါ့နော်ဆိုတော့ဒီနေ့ဖို့တော့ဆရာမဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ပါပြီနော်တလက်စတဲ့ဆရာမပြောချင်တာကတော့လေဆရာမကဒီ YouTube မှာပညာဒါနအနေနဲ့သင်ပေးနေသလိုဆရာမမှာလည်း Facebook မှာ page လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီ page မှာကြတော့ဆရာမက tarot ဟောတယ်ပေါ့နော်တကယ်လို့များ tarot ကိုဟောကျင်တဲ့လူတွေရှိလို့ရှိရင်ဆရာမရဲ့ဒီ page လေးကနေပြီးတော့ Messenger ကနေပြီးတော့ tarot မေးကျင်တဲ့လူများရှိရင်လည်းလာရောက်မေးမြန်းနိုင်ပါတယ်ပေါ့နော်ဆရာမရဲ့ page နာမည်လေးကတော့ PUNDARIKA ပွန်ဒရီကာလို့ခေါ်ပါတယ်ဒီ page လေးပါတကယ်လို့များtarot ကိုလေ့လာနေတဲ့လူတွေရှိသလိုtarot ကိုမေးခွန်းလေးတွေမေးကျင်တဲ့လူတွေရှိလို့ရှင်လေဒီ page ရဲ့ Messenger ကနေဆရာမကိုမေးခွန်းလေးတွေဒါမေးနိုင်ပါတယ်ပေါ့နော်ဆရာမကဟောကအနေနဲ့ကတော့မြန်မာငွေ1000ယူပါတယ်ရှင်အဲ့ဒါလေးကိုအသိပေးတာပါဆိုတော့ဒီနေ့ဖို့တော့ဆရာမဒီဗီဒီယိုလေးကိုဒီမှာရပ်ပါပြီရှင်ဆက်ဆက်ရရအဆင်ပြေကြပါစေရှင်နေကောင်းကြမှာကြပါစေရှင်